မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်တို့အခုလို AI ခေတ်ကြီးမှာပေါ့ခင်ဗျာ AI ကိုအသုံးပြုပြီးတော့ပေါ့ခင်ဗျာကျွန်တော်တို့ဘယ်လိုလမ်းနီးလုံးရမလဲပေါ့ခင်ဗျာဘယ်လိုလေ့လာသင်ယူရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီမှာပေါ့ခင်ဗျာ browser တစ်ခုကိုတွားလိုက်ပါမယ်ခင်ဗျာကျွန်တော်ကဒီမှာ Chrome browser သုံးတဲ့အတွက် Chrome browser ကိုတွားလိုက်မယ်ပေါ့ခင်ဗျာပြီးရင်တော့ကျွန်တော် browser ရဲ့ဒီစာပါလေးမှာပေါ့ခင်ဗျာစာပါလေးမှာကျွန်တော်တို့ကဒီမှာစာပါလေးမှာ Google AI Studio ဆိုပြီးတော့ရိုက်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ကဒီမှာ Google AI Studio ဆိုပြီးတော့ရိုက်ရှာလိုက်ရင်အခုလိုလေးပေါ်လာမယ်ပေါ့ခင်ဗျာကျွန်တော်တို့ကဒီမှာGoogle AI Studio ဆိုပြီးတော့စာတန်းလေးပေါ်လာရင်အဲ့ဒီစာတန်းလေးကိုလက်ကလေးနဲ့တစ်ချက်ထောက်လိုက်ပါမယ်ခင်ဗျာထောက်လိုက်ပြီဆိုရင်တော့ကျွန်တော်အခုလိုလေးပေါ်လာမယ်ပေါ့ခင်ဗျာပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်ဘယ်အောင်ရွေးပြရမလဲဆိုတော့ကျွန်တော်တို့ကဒီမှာLive Studio ဆိုတာလေးကိုတစ်ချက်ရွေးလိုက်ပါမယ်ခင်ဗျာကျွန်တော်အခုလို Live Studio ဆိုတာလေးကိုတစ်ချက်ရွေးလိုက်ပါမယ်ဒီမှာအခုလိုလေးပေါ်လာရင်တော့ဒီမှာ top ကိုတစ်ချက်ရွေးလိုက်မယ်ပေါ့ခင်ဗျာ Hello AI Hello, how can I help you today? Hello AI ငါမင်းကိုအကူအညီလေးတစ်ခုတောင်းချင်လို့ပါဟုတ်ကဲ့ကျွန်တော်ကူညီပေးပါမယ်ဘာကူညီလို့ချင်တာပါလဲငါထိုင်းစကားလေးနည်းနည်းသင်ချင်တယ်ကွာငါ့ကိုထိုင်းစကားသင်ပေးလို့ရမလားဟုတ်ကဲ့ထိုင်းစကားသင်ပေးလို့ရပါတယ်ဘယ်ကနေစပြီးသင်ချင်တာပါလဲထိုင်းလိုနေကောင်းလားကိုဘယ်လိုပြောလဲကွာထိုင်းလိုနေကောင်းလားဆိုရင်စပိုင်ဒီမိုင်းလို့ပြောပါတယ်စပိုင်ဒီမိုင်းထမင်းစားပြီလားဆိုရင်ရောထိုင်းလိုထမင်းစားပြီလားဆိုရင်ရောထိုင်းလိုထမင်းစားပြီလားဆိုရင်กินข้าวပြန်လို့ပြောပါတယ်အဲ့ဆိုငါအင်္ဂလိပ်လိုလေးတစ်ချက်ထပ်ပြီးတော့သင်ချင်တယ်ကွာသင်ပေးလို့ရမလားဟုတ်ကဲ့အင်္ဂလိပ်စကားသင်ပေးလို့ရပါတယ်ဘာကိုသင်ချင်တာပါလဲအင်္ဂလိပ်လိုနေကောင်းလားကိုဘယ်လိုပြောလဲအင်္ဂလိပ်လိုနေကောင်းလားဆိုရင် How are you လို့ပြောပါတယ် How are you ထမင်းစားပြီလားဆိုရင်ရောထမင်းစားပြီလားဆိုရင် Have you eaten yet လို့ပြောပါတယ် Have you eaten yet Okay thank you ကျေးဇူးတင်ပါတယ်အခုလိုဖြည့်ပေးတဲ့အတွက်ကူညီပေးရလို့ဝမ်းသာပါတယ်တခြားဘာအကူညီလို့ထဲလဲကျွန်တော်တို့ကအဲ့လိုပေါ့ခင်ဗျာကျွန်တော်တို့ကိုတင်ကျင်တဲ့ဘာသာစကားတွေကို AI ကိုအသုံးပြုပြီးတော့ကျွန်တော်တို့သင်လို့ရတယ်ပေါ့ခင်ဗျာကျွန်တော်တို့အဲ့လိုဘာသာစကားတွေမှမဟုတ်ကိုသိကျင်တာကိုဒီ AI ကိုအသုံးပြုပြီးတော့မေးလို့ရတယ်ပေါ့ခင်ဗျာကျွန်တော်ထပ်မေးပြမယ်ပေါ့ခင်ဗျာတခုလောက်ထပ်ပြီးတော့မေးချင်တယ်ကွာဟုတ်ကဲ့မေးပါကျွန်တော်ဖြေပေးပါမယ်မြန်မာပြည်ရဲ့ရွှေကုံသမိုင်းလေးအချင်းချုပ်ကလေးပြောပြကွာရွှေကုံဖျားကမြန်မာနိုင်ငံရဲ့သမိုင်းဝင်ဖျားကျောင်းတော်ကြီးပါပြီးတော့ဆက်နာထောင်နေပါတယ်ရှေးဟောင်းတန်တာရီအရာဗုဒ္ဓမြတ်စွာဘုရားရဲ့စံတော်ရှိစုကိုဌာပနာပြုထားတယ်လို့ဆိုကျွန်တော်တို့ကပေါ့ခင်ဗျာအဲ့လို AI ကိုအသုံးပြုပြီးတော့ကိုသင်ကျင်တဲ့ဘာသာစကားတွေလည်းသင်ယူလို့ရတယ်ပေါ့ခင်ဗျာအလွယ်တကူကိုသိကျင်တာတွေလည်းမေးလို့ရပါတယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ AI ကိုအသုံးပြုပြီးတော့ကိုသင်ကျင်တဲ့ကိုလမ်းနီးလှုပ်ချင်တာတွေကိုပေါ့ခင်ဗျာဘယ်လိုသင်ယူရမလဲပြီးတော့ကိုသိကျင်တာတွေကိုဘယ်လိုမေးရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ